ကားပြောလို့မလားပုံစံ115ဖြစ်ပါတယ်ဒီခါမှာကျွန်တော်တို့ကဒါကိုတွေးမိရလားဒါကိုမတွေးမိပါဘူးเนาะစတာကိုကျွန်တော်အင်္ဂလိပ်လိုဘယ်လိုပြောမလဲဒါနဲ့ပတ်သက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်ခင်ဗျာစကြည့်အောင်ပါဒါကိုတွေးမိရလားဒါကိုတွေးမိရလားဆိုတော့ကျွန်တော်တို့က did it ever occur to you or has it ever occurred to you did it ever occur to you or has it ever occurred to you ပြီးတော့နောက်ကနေ that clause လိုက်ပြီးတော့ကိုသုံးနေတဲ့ရေးချင်တာကိုရေးရမှာဖြစ်ပါတယ်ခင်ဗျာ did it ever occur to you or has it ever occurred to you plus that clause တော့ဖြစ်ပါတယ်ဒါကိုမတွေးမိပါဆိုတော့ it has never occurred to me plus that clause ဖြစ်ပါတယ် it has never occurred to me plus that clause ဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဒါဆိုကျွန်တော်တို့လူနာဝတ်ကြများကိုကြည့်ရအောင်ပါ did it ever occur to you that he might be lying သူကလိမ့်နိုင်တယ်လို့တွေးမိရလား has it ever occurred to you that she need help သူမအကူအညီလိုတယ်လို့တွေးမိရလား did it ever occur to you that they were tired သူတို့ကပင်ပန်းတယ်လို့တွေးမိရလားဟုတ်ပြီနော်ဒါဆိုကျွန်တော်တို့ဆက်ပြီးကြည့်အောင်ပါ has it ever occurred to you that you forgot something မင်းတခုခုမေ့နေတယ်လို့တွေးမိရလား has it ever occurred to you that he likes you သူကမင်းကိုကြိုက်နေတယ်လို့မင်းတွေးမိရလားဟုတ်ပြီဆက်ကြည့်အောင်ပါ it has never occurred to me that he is rich သူချမ်းသာတယ်လို့ကျွန်တော်မတွေးမိပါ it has never occurred to me that she doesn't like dogs သူမခွေးတွေကိုမကြိုက်ဘူးဆိုတာကိုကျွန်တော်မတွေးမိပါ it has never occurred to me that I could be wrong ငါမှားနိုင်တယ်လို့မတွေးမိပါဟုတ်ပြီနော်ဆက်ကြည့်အောင်ပါ it has never occurred to me that is my nephew သူကငါအင်ဂျင်ဖြစ်မယ်လို့ငါတစ်ခါမှမတွေးမိပါ it has never occurred to me that I can change my life ငါဘဝကိုပြောင်းလဲနိုင်မယ်လို့ငါတစ်ခါမှမတွေးမိပါကျေးဇူးတင်ပါတယ်ဒါကတော့ကျွန်တော်တို့ကစကားပြောနေမှာပုံစံ115ပါဒါကိုကျွန်တော်မတွေးမိပါဒါကိုကျွန်တော်တွေးမိရဒါကိုမင်းတွေးမိရလားဆိုတဲ့အသုံးလေ့လာခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာနာဝကြများကိုဖတ်ပြီးတော့အစားထိုးပြောဆိုသုံးဆွဲကြည့်ပါ